Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Ocean မှာဈေးသွားဝယ်ခဲ့ပါတယ်ဒီနေ့ကလာတလားရဲ့ပထမဆုံးအင်္ဂါနေ့ဆိုရင် Ocean မှာ promotion လေးရှိရယ်နော်သူကတသိန်းဝန်းဝယ်ရင် City Rewards point 1000ပြန်ပေးပါတယ်အဲ့တော့ပြောရရင်တသိန်းဝန်းဝင်1000သက်သာဆိုတဲ့သဘောမျိုးပေါ့နော်City Rewards member လေးတော့ရှိရမယ်ပေါ့သူက application လေး down ပြီးတော့ကိုယ့်ကို register လုပ်လိုက်ရုံပဲဖုန်းနံပါတ်လေးနဲ့မခက်ပါဘူးเนาะဒါဟာအခုဝယ်လာရတဲ့အကောင်လုံးကအားလုံးပေါင်း2သိန်းခွဲဖို့ပါအဲ့တော့ပြောရရင်2000သက်သာခဲ့ရပါတော့เนาะဘာပါလဲဆိုတော့ချက်သားဝက်သားပြီးရင်ချက်တောင်မဲနောက်ပြီးတော့ဝက်ခောက်ဝက်ရိုးနောက်ပြီးရင်ကလေးကြောက်ထဲဝမုတ်တွေလည်းပါတယ်အိမ်မှာသုံးမှုအတွက်အချိုမုတ်ပဲနီလေးချင်းစေးစီဘူးအကုန်ပါတယ်เนาะနောက်စပလင်အသီးရွက်တွေလည်းပါတယ်တွေ့ကြအကုန်ရှောက်ဝယ်လာပဲမပြေမှာဆိုလို့ဆိုပြီးဝယ်ရင်ဝယ်နဲ့2သိန်းခွဲကိုဖြစ်သွားတယ်ညကျရင်တုတ်စားဖို့တော့မက်စလီဘူးတုတ်အောင်ပါသေးတယ်ငပြာရီခောက်ဆွဲပြုတ်အိမ်ရသမီးကစားခြင်းနဲ့ဆိုလို့ဖတ်ထုတ်လုပ်ကျွေးမလို့ဖတ်ထုတ်ရွက်လေးလည်းဝယ်လာခဲ့ပါတယ်သူကြိုက်တဲ့ဖရဲတီးဘူးတီးကျက်တုံပြူချင်းရစားအကုန်လုံးပါပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့မိသားစုအနည်းဆုံး2ပတ်3ပတ်စားလောက်အေးစစ်စစ်စားလို့ရပါတယ်ကျေးဇူးတင်ပါတယ်